ကဲအားလုံးပဲနော်တော့ဒီဗီဒီယိုဖိုင်လေးကိုအရင်ကြည့်မယ်ဗျာနော်တဲ့ပုံစံနဲ့ဟိုကနေကိုကြည့်လိုက်ရ तू ကလည်းမရင်ငယ်ခေါ်လာသေးတယ်ငါ့ကိုလည်း तू ကပဲတပြိုင်ပြောစရာရှိသေးတယ်နေရုပ်နေရင်နဲ့ကိုနေကြည့်လိုက်အောင်နေရုပ်နေရင်နဲ့ရှာစားမှာခလေးမလေးတိတ်ခါမချနဲ့ဆိုခလေးမလေးတိတ်ခါကြအောင်ဒီကိုဘယ်သူခေါ်လာလဲအေးအဲ့ဒါငါခမရခေါ်ပြီးတိတ်ခါကြတယ်တူတူပဲခမရတော့ခေါ်ပြီးတိတ်ခါကိုမချရင်ဘာမှတိတ်ခါကြစရာအကြောင်းမရှိအေးကြည့်ကြည့်လိုက်ညီမနင်းအောင်ငါအပေါ်မပြောဘူးသိလားပေါင်းကြည့်ကြည့်လိုက်ပေါင်းကြည့်ကြည့်လိုက်နင်းအောင်ငါအပေါ်မပြောဘူးပေါင်းကြည့်ကြည့်လိုက်နင်ကလေငါပြောတာတွေကဟုတ်လားမှန်လားငါကဲအားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့မှာတော့ဒီဗီဒီယိုဖိုင်လေးထဲမှာဆိုတော့အားလုံးသိကြတဲ့အတိုင်းပဲဗျာနော်ဒါကတော့ထုံးမှန်တိုင်းပေါ့ဗျာငယ်မင်းငယ်ကိစ္စပေါ့နော်ဒါဒီနေ့မှာဆိုရင်နော်အသက်60ကျော်ဘိုးတော်ကြီးကနေပြီးတော့နော်ဒါကောင်မလေးနေပေါ့ဗျာဒါမင်းငယ်နေနေတဲ့ဗီဒီယိုဖိုင်ကိုသူမိမကြီးကနေပြီးတော့နော်ဒါပြန်လည်ပြီးတော့ live ကိုတင်ထားဖြစ်တယ်ဗျာနော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ပြန်လည်ပြီးတော့ဒါဗီဒီယိုချင်းတော့ဖြစ်တယ်ဗျာဗီဒီယိုတိုင်းလေးစာဆုံးကျွန်တော်တို့ပြန်ကြည့်ပါနော်ခမရပါအိမ်မတက်လာခဲ့တော့ခမရကိုကောင်းကောင်းမို့ခေါ်နေတာနော်တက်လာခဲ့အေးစစဘဘလည်းနေလာဘူးလုံးဝမစင်းနဲ့တော့ဘာပြောလို့လဲပြောတယ်ပြန်လာတော့ခမရအိမ်မတက်လာခဲ့လို့ပြောတယ်နော်နားကဘာလေးပြောရစီလားနားထောက်လိုက်နည်းနည်းကြက်ကြဘလားကြာပါဘလားကြာပါဘလားကြာပါကြားတယ်ဟိုဒါလေးဟူးစောက်အောင်မလားခမရဒီလိုလာလို့ပြောရနော်ခမရဒီလိုလာနေလာတော့မစင်းနဲ့လာခဲ့ဘလားကြာပါဘလားကြာပါနေတဲ့သူနဲ့ကြိုက်တာဘလားကြာပါကြားတယ်လို့ခမရကိုတက်လာခဲ့လို့ပြောတာတက်လာခဲ့မင်းရှင်းအောင်ဟိုမှာရှင်းတယ်ကိုပဲတာတာဝန်မင်းလာကြီးလားအိမ်နာရဲ့ပြိဿကိုချင်းညာလေးလာရှင်းလာခမရဒီလိုလာမလေးကြည့်လိုက်နေရတယ်သူ့လို့တဲ့ငါတယောက်ပဲခံကြည့်လိုက်ရတမဖဲရမနေမနေရနေရတဲ့သူ့ထတာတဲ့ပေါ့တပေါ်ပြီးရှာလို့ရငါမျိုးငါညီမလေးတော့တရားကိုကိုကြီးစာလို့ပြောပြနေရနေရတဲ့အဲ့ပုံစံနဲ့ကြည်စားဘလို့တော့လဲလို့ပဲကြည့်လိုက်ကြည့်လိုက်နေရလေကြည့်လိုက်ရတမဖဲရမငါလည်းကမမင်းငယ်နေတာနေတဲ့အပါဝင်လေရအာငါလည်းမိမကြီးက6ယောက်ပြ6ယောက်ပြတော့နော်လေခါကြီးလို့ခါတယ်မြာလဲဆောင်းလာမှကိုပြီးယူထားတာဘာကိုမှရှိဘူးတော့အေးအမေငါပေါင်းခဲ့တာ73နဲ့14နှစ်ကိုနေမှာမှတ်ကြည့်ကြည့်လိုက်ငါယူသွားတာငါကောင်းမှကြောင်းလို့ဆိုပြီးအဲ့ဖုန်းနဲ့ပတ်စံငါမှတွေ့လို့ဆိုတော့ပြန်ရတော့ငါမေးတယ်ဒါပါလေးနဲ့မစိတ်ရပို့ထားလိုက်လို့ဒါပါလေးနဲ့မေးတယ်ဟောဒီလိုမိမကြီးကိုမပေါင်းနိုင်ဘူးခါတိတိဒေါ်တနာရဲ့ဆိုတော့မိမကိုမပေါင်းနိုင်တော့ပါဘူးဆိုပြီးတော့ငါစိတ်ဆိုးပြီးစိတ်လာဒီလိုရောက်တာ10ရက်ရှိအဲဒီကိုစိတ်လာအရင်တော့ဆိုငါစိတ်ဆိုးပြီးစိတ်သွား2ရက်ပြင်အဲ့ကပုံမနေနိုင်ဘူးချက်ချင်းနောက်ကလိုက်တာအခုနင်းကိုတစ်ဖက်ညင်းနေတော့လုံးဝလိုက်မလားဒီကြားထဲမပေါင်းဘူးမဖြစ်ဘူးလေအဲ့ကောင်အာမခံပြီးလောက်ထားတဲ့ပတ်စံအခုမှမရှိငါ့ကိုယုံကြည်တော့ငါဝယ်ထားတဲ့လေငါဝယ်ထားတဲ့ငါနာမည်တော့ဝယ်ထားတဲ့ဟာလေးမရှိရအဲ့ကောင်ရှိပါကြားမှာရှိကြည့်လိုက်အဲ့လိုကောင်မျိုးရှိလို့ရှိဘာမှဖြစ်လာမှာကောင်းရှိကြည့်လိုက်အခုအကျွဲနဲ့3900ရှိ900တော့မပေါင်း3900လောက်ရှိလေဝယ်ထားတာ900ကရှိတယ်စက်က3200တန်ကြည့်လိုက်အခုဒီကိစ္စတွေအခုငါအကောင်လုံးတက်ကိုတင်းနေတာနော်ငယ်မို့လို့ပဲစင်းရက်ကိုသိချာမကြည့်ဖြစ်ပြနေတဲ့ပုံစံနဲ့ဟိုကနေကြည့်လိုက်သူကလည်းမရှင်ငယ်ခေါ်လာသေးတယ်ငါ့ကိုလည်းသူကပဲတရားကြီးပြောစရာရှိနေရနေရနဲ့ကိုကြည့်လိုက်နေရနေရနဲ့ရှာစားပါနော်ဘိုးတော်ရဲ့ပြေးလာနေတဲ့တိတ်ခါတာအေးအဲ့ဒါကခမရခေါ်ပြီးတိတ်ခါတာလည်းခင်ဗျားက
တဲ့ကကြပြန်တာကြည့်ကြည့်လိုက်ညီမနေအောင်ငါအပေါ်မပြောဘူးသိလားပေါင်းကြည့်ကြည့်လိုက်နေအောင်ငါအပေါ်မပြောဘူးပေါင်းကြည့်ကြည့်လိုက်နေရလဲငါပြောတာတွေကဟုတ်လားမှန်လားငါနှမျောလို့ပြောတယ်လို့ဒီစိတ်ကတွေးပေါင်းကြည့်ကြည့်လိုက်နေရမင်းရတဲ့ရှားကြည့်စရာဟာလိုက်ကြောထားလိုက်ပါသူလည်းမိုင်းရဘာမှမဖြစ်သူတို့တော့အရှာမရှိတော့ဘူးရောက်လာနေတာမိုင်းရဘာလို့ဟိုဖြစ်တာဘာမှမဖြစ်ဘူးထားလိုက်ကြီးရနော်ဒီစရှိရယူရပစံအကုန်လုံးဘယ်လောက်ရှိပါလဲကော်ဖီအောင်မှချက်နိုင်ပြီနော်လွှဲပေးတာလားကိုယ်တိုင်ကိုကြလာပြီးညားပြီးတာရောက်တော့ညီမသုံးထားတယ်ကွာသူရှိရပေးတယ်သူအားတယ်ဘာမှလားညာဘာမှလားသူရောဘာမရှိဘူးသူလာတာသူကနေရှိလားဆောက်ပေါ်ပါနော်ဒီကလာမဟုတ်ဘူးဟိုမှာအဲ့ဒါလာပေါ်တာကွာအဲ့ဒါလာကိုင်းလေဒီကိုလာခေါ်တာတလက်တက်တယ်နော်ဒီခေတ်မှာစင်ဒီစီးပွားရေးရမကောင်းနိုင်ငံရေးတွေကတမျိုးနော်ရေးရင်းနှီးတွေကတမျိုးဒီမျိုးတွေကတမျိုးနော်ဒီလိုကတမျိုးပြောလာလို့ပြောတယ်နော်အမေအောင်အိမ်ပေါ်တက်လာခဲ့လို့ကြုံပြောနေတယ်နော်အမေအောင်အပြင်မှာလူရောရေးလို့စကားမကြားချင်လို့အိမ်ပေါ်ခေါ်နေတာနော်ဟုတ်ငယ်ကြိုက်ကြလားအပြင်မှာအဲ့လိုမျိုးဟိုဖြစ်ပြီးတော့ကြိုက်တာဘုလေးလေးပြောဒီလိုကထောင်ကနေမထည့်ဘူးဘာမှမလုပ်ဘူးဒီမိုင်းမျိုးနော်သဘောထားပြေးသွားတယ်ဗျာဒါကယူခဲ့တဲ့ပြဿနာနဲ့6ရောက်တော့ရှိပါရှင်းလားအားနဲ့မို့လို့73နဲ့74နဲ့ပေါင်းကျန်တဲ့မိမတွေအကုန်လုံး3ပါးမေးကြည့်တာရောက်ပါမေးကြည့်လိုက်ဒီမှာအဲ့ဒါငါရောက်ပါဒီမှာဒါလည်းရောက်မှာဟိုလည်းရောက်မှာဟိုကရောက်မှာကြည့်တာအလတ်သားနဲ့ဟိုမှာအကျိုး2ယောက်ရှိသေးတယ်သူ့တိုင်းကြီးကိုငါလုံးမိမတွေပတ်သက်တယ်ဦးကြီးကောင်းတော်နဲ့ငါပဲပတ်သက်ရှာနေကိုခေါ်နေတဲ့ပတ်သက်နေရဖက်ရှုံးငါရှိသွားတယ်ပတ်သက်နော်အားလည်းကြောက်ဖက်ရှုံးတာပဲဟုတ်တယ်မလို့မဟုတ်လည်းတော့မရင်ငယ်ဖို့အားလုံးကကျွန်တော် vision video တက်ဆက်မှုတွေကတော့ဒီလောက်ပဲဗျာနော်တကယ်ချင်းကိုကြားရတဲ့အတိုင်းပဲနော်ဒီမာကြီးကတော့လုံးဝစိတ်ဘောသားပြေးသွားတယ်ဗျာနော်ဒီမာလေးတွေနော်ဒါကန်ကောင်းလို့ပြောရမယ်ဗျာနော်နှမို့ဆိုရင်တော့ထောင်နှန်းဆိုင်ရမှာဗျာနော်ဒါကတော့ဒီနေ့နေငယ်ဆိုတော့ဗျာနော်ဒါတွေကဘလို့ဒါ vision နဲ့လောက်ရတာမျိုးတွေတိတ်တော့မလုပ်ချင်ဘူးပေါ့ဗျာနော်ဒါပေမဲ့လည်းနော်ဒါတကယ်ချင်းလို့မိတ်ဆွေနော်အသိပညာဘုသူတ္တလေးစုံတရားပေါ့ဗျာနော်ရအောင်လို့ကျွန်တော်တို့ပြန် vision လုပ်ချင်းဖြစ်တယ်ဗျာကဲနောက်ပြီးဘိုင်းမှာကျွန်တော်ပြန်တွေ့ရပါဗျာနော်